ကျွန်တော်အကောင့်မှာတော်တော်များများလာမေးကြတဲ့မေးခွန်းတွေရှိပါတယ်။အဲ့ဒီမေးခွန်းတွေမှာဘင်္ဂလီကနာတာကဘာယောဂလဲဆရာချက်ဘေးနားမှာနာတာကဘာယောဂလဲရှင်ပန်းအောင်တာကဘာယောဂလဲဆရာဒီလိုမျိုးလာမေးကြရရှိပါတယ်။ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကလည်းကားများလို့ပါပဲ။ကားမောင်းတဲ့သူတွေဆိုရင်မသိရဘူးလေနော်ဒီကားတွေမှာပြဿနာတစ်ခုခုရှိပြီဆိုလို့ရှိရင်အချက်ပြမိလေးတွေလင်းတယ်။ခန္ဓာကိုယ်ကလည်းအဲ့လိုပဲအတွင်းထဲမှာပြဿနာတစ်ခုခုရှိနေပြီဆိုရင်ယောဂလက္ခဏာတွေနဲ့ထုတ်ပြတယ်။အဲ့ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာခန္ဓာကိုယ်ရဲ့ဘယ်နှန်းလေးကနာတာကဘာယောဂဘယ်အင်္ဂါအစိတ်ပိုင်းကပြဿနာတက်နေရင်ဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲဆိုတာအသေးစိတ်ပြောပြပေးသွားမှာပါ။ဒါကြောင့်မို့လို့ဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်နှန်းလေးကနာတာလဲဒါဆိုလို့ရှိရင်တော့အဆုတ်ပြဿနာလားအစာရင်ပြဿနာလားဒီလိုမျိုးကွဲပြားသိသွားပါလိမ့်မယ်။ကဲဒါဆိုလို့ရှိရင်စလိုက်ကြမယ်။ပထမဆုံးကျွန်တော်တို့ခေါင်းကနေစမယ်ပေါ့နော်။ခေါင်းမူးတဲ့ခေါင်းကိုက်တွေဆိုလို့ရှိရင်ခေါင်းကိုက်တာခေါင်းမူးတာအပြင်ပြိုအန်တာတွေဟန်ချက်မထိန်နိုင်တာတွေဘာတွေဆိုတော့ဒါအုံနောက်ကပြဿနာဖြစ်ဖို့များတယ်ဒီနေရာမှာခေါင်းမူးတာခြားလဲအောင်မူးတာအဲ့ဒါကခေါင်းကပြဿနာမဟုတ်အဲ့ဒါဒီနားရဲ့ပြဿနာနားမှာကျွန်တော်တို့ဟန်ချက်ထိန်တဲ့အင်္ဂါစိတ်ပိုင်းလေးရှိတယ်အဲ့ဒါလေးပြဿနာတက်လို့ရှိရင်လို့ခြားလဲအောင်မူးတတ်တယ်တို့ကတော့ကျွန်တော်တို့အခုမျက်လုံးမိတ်ကြည့်လိုက်မျက်လုံးမိတ်ပြီးတော့ဘယ်လဲလိုက်ညာလဲလိုက်မျက်လုံးမိတ်ထားသည့်တိုင်အောင်ကျွန်တော်တို့ဟိုဘက်လဲရင်လည်းသိတယ်ဒီဘက်လဲရင်လည်းသိတယ်ခန္ဓာကိုယ်ကဘယ်လိုဖြစ်နေလဲဆိုတော့သိတယ်အဲ့ဒါကဒီထဲကဟာလေးကောင်းနေလို့အဲ့ဒါလေးပြဿနာတက်သွားပြီဆိုလို့ရှိရင်အဲ့ဒါလေးမသိတော့ဘဲနဲ့ခြားလဲအောင်မူးတာမျိုးဖြစ်တတ်တယ်เนาะဒါခေါင်းကပြဿနာဆိုတော့လေပင်မှာစာပြူချရခတ်တဲ့နေနေတယ်အဲ့ဒါဆိုလို့ရှိရင်အစာရေမျိုးပြုံပြဿနာဖြစ်ပုံများတယ်နောက်ပြီးတော့လေပင်ထဲမှာချင်းတင်ခါတတာဒါမျိုးလေးတွေဖြစ်တတ်တယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်အစာရေမျိုးပြဿနာဖြစ်ပုံများတယ်ကျွန်တော်ခေါင်းပြီးလေပင်ပြီးဆိုကျွန်တော်ရင်ဘတ်ကိုဆင်းလာလိုက်ရင်ဘတ်မှာကျွန်တော်ဒီရင်ဘတ်တဲ့အောက်နယ်ဆိုလို့ရှိရင်နှလုံးပြဿနာဖြစ်ပုံများတယ်နှလုံးပြဿနာဆိုလို့ရှိရင်အဲ့ဒီရင်ဘတ်တဲ့အောက်နာအပြင်ဘယ်ဘက်လက်ပေါ့နော်ဒီကျွန်တော်တို့ဘယ်ဘက်လက်မောင်းဒီဘယ်ဘက်လက်မောင်းအတွင်းထဲကနေပြီးတော့နာတတ်တယ်ပြီးဒီဘက်ဘက်မေးရိုးတွေနာတတ်တယ်ချွေးစေးတွေပြန်တတ်တယ်ဒါကနှလုံးပြဿနာအဲ့လိုမျိုးပဲဆရာဒီကရင်ဘတ်တဲ့မအောင်ဘူးဆရာပူနေတာအဲ့ဒါဆိုလို့ရှိရင်တော့အစာရောဂါဖြစ်ဖို့များပါတယ်အစာရောဂါကရင်ဘတ်ပူတာအပြင်အစာမကြေတာမျိုးစားပြီးတာနဲ့ဗိုက်ကြီးနည်းနည်းလေးစားရတဲ့ဗိုက်ကြီးတင်းသွားတာမျိုးဒီလိုမျိုးလက္ခဏာတွေလေပွားနေထားတာတွေလည်းကြုံတတ်ပါသေးတယ်။ကဲခေါင်းလေပင်ရှင်ဘက်ပြီးဆိုတော့ကျွန်တော်တို့ဗိုက်ကိုစင်းကြည့်အောင်။ဗိုက်မှာဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဘယ်ဘက်နဲ့ညာဘက်နဲ့ရှိတယ်။ညာဘက်ဆိုလို့ရှိရင်ဗိုက်ရဲ့ညာဘက်နံရိုးရဲ့အောက်အဲ့မှာအသေးရှိတယ်။အဲ့နည်းလေးကအောက်တာအဲ့နည်းလေးမှာခိုးလို့လေးစမ်းပြီးတာမာခက်မာလေးဖြစ်နေတာဆိုရင်အသေးပြဿနာဖြစ်ဖို့များတယ်။အဲ့တခါကျွန်တော်တို့အဲ့ဘိုက်ရဲ့ညာဘက်ပဲအပေါ်မဟုတ်ဘဲနဲ့အောက်ပိုင်းပေါ့စီးစက်အပေါ်လေးညာဘက်ပြီးမှဆိုလို့ရှိရင်အဲ့နည်းလေးအောက်လဲဆရာဘလို့မှမခံနိုင်ဘူးချွေးစေးတွေလည်းပြန်နေအန်တယ်အဲ့ဒါဆိုရင်အဲ့ဒါက appendicitis လို့ခေါ်တာပေါ့နော်ဆေးပညာတော့လို့ခေါ်တယ်မြန်မာလိုဥတက်ရောင်တာဖြစ်ဖို့များတယ်တခါဘိုက်ပဲအလဲတဲ့လို့ချက်ဘေးတွေပါတယ်ဆိုအဲ့နည်းလေးမှာဥတွေရှိတာဟုတ်လေအဲ့နည်းလေးမှာထိုးတွေအောက်နေဆိုလို့ရှိရင်ဥတွေပါရဲ့ပြဿနာဖြစ်နေနိုင်တယ်တခါကျွန်တော်တို့1 byte ကိုအောက်လေးနည်းနည်းဆင်းကြည့်အောင်အောက်လေးနည်းနည်းဆင်းကြည့်လို့ကျွန်တော်စီးစက်နာတာမျိုးစီးစက်ကြိုက်တာမျိုးစီးကုံပေါ်ကနာတာမျိုးဆိုလို့ရှိရင်တော့ bladder လို့ခေါ်တဲ့ CA ပြဿနာဖြစ်နေနိုင်ပါတယ်။ကြည့်တော့ကျွန်တော်တို့တကူလုံးပြီးတော့မယ်နော်အောက်ကိုဖြည်းဖြည်းချင်းဆင်းလာ။အဲ့ဒါခြေထောက်တွေရောင်နေခြေထောက်တွေဖောနေတယ်အဲ့ဒါဆိုလို့ရှိရင်ကြောက်ကပြဿနာလည်းဖြစ်နေနိုင်တယ်လို့နှလုံးပြဿနာလည်းဖြစ်နေနိုင်တယ်။ခြေထောက်ကြီးကဖောနေရဆရာဖိလိုက်လို့ရှိရင်ချိုက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်တော့ခြေထောက်မှာရေတွေများနေတာပေါ့။အဲ့ဒီပြဿနာကကြောက်ကလည်းဖြစ်နေတယ်လို့နှလုံးပြဿနာလည်းဖြစ်နေနိုင်တယ်။အဲ့လိုမဟုတ်ဘူးဆရာခြေထောက်ကအရမ်းနာတယ်အကိုင်မခံဘူးအရမ်းကိုအောင့်တာဆရာခြေထောက်ကပြာတယ်ဖွေးဖြူပတ်ဖြူလည်းဖြစ်နေတယ်ဆိုလို့ရှိရင်ခြေထောက်မှာရှိတဲ့သွေးကြောတွေပိတ်နေတာမျိုးဖြစ်နေနိုင်ပါတယ်။ကဲဒါဆိုကျွန်တော်တို့နောက်ဆုံးတစ်ခုပဲကြမှာတော့ခြေဘဝတွေနားနဲ့ထုံနေကျင်းနေဆိုလို့ရှိရင်တော့အာယုံကြောပြဿနာဖြစ်နေနိုင်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့သေချာနားလည်သွားမယ်လို့ထင်ပါတယ်။ဒီဗီဒီယိုလေးကို save လုပ်ပြီးတော့တင်ထားပြီးတော့ကိုတစ်ခုခုအဲ့လိုမျိုးပေါ့နော်အခုပြောပြတဲ့ထဲကပြဿနာတွေဖြစ်လာပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ဒီဗီဒီယိုလေးကြည့်ပြီးတော့ပြီဆိုလို့ရှိရင်ဒီပြဿနာဖြစ်နေနိုင်တယ်ပြီးလို့ရှိရင်ဆရာဝန်နဲ့ပြလိုက်ပြဿနာရှင်းသွားလိမ့်မယ်ကဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေဘုဟုတ္တရတစ်ခုခုရသွားလိမ့်မယ်လို့ယူဆပါတယ်အဲ့လိုဘုဟုတ္တရတစ်ခုရသွားတယ်ဆိုလို့ရှိရင်တော့ like လုပ်ပေးပါပြီးလို့ရှိရင် follow လုပ်ထားပြီးဖို့အမေပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် stay happy and healthy peace